တစ်ခုကကြတော့ level ရုပ်ကိစ္စပါအဲ့တော့ level ရုပ်ဒီတော်တော်လေးအရေးကြီးပါတယ်နော် level ရုပ်ရောင်ရမ်းမှုကြောင့်ကျွန်တော်တို့ပုံမှန်ဒီစက်ကြီးပေါင်းဆိုပြီးတော့အရက်ထဲမှာအခေါ်ပေါ်ရဒီကျွန်တော်တို့လည်းဒီ level ရုပ်ဒီအများနဲ့တစ်ခါလေကြာရင်အလုံးများရင်နာပါတယ်အဲ့တော့နာတဲ့အတွက်ကြောင့်မလို့ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဒီနာမှာဆယ် relaxation exercise လုပ်ပေးရပါတယ်အဲ့လို relaxation exercise ကမှတကယ်ကိုထိရောက်တဲ့နာကျင်တာပြောင်းအောင်ကုသတဲ့နည်းလမ်းပေါ့နော်ဒီ level ရုပ်စစ်နာတဲ့အခါမှာဒီ level ရုပ်ကိုဒီ chiropractic နည်းလမ်းနဲ့ဒီလိုမျိုးမြင်မှုကြလိုက်မယ်ဒီလိုမျိုးလှည့်မယ်ပြီးလို့ရှိရင်ကျုပ်ကနေမြင်အောင်ချိုးတယ်နောက်တစ်ဖက်လည်းအဲ့လိုပဲမြင်အောင်ချိုးတယ်ပေါ့နော်အဲ့တော့မြင်အောင်ချိုးတာဘာဖြစ်လဲဆိုလို့ရှိရင် तू ကအဲ့လိုကျုပ်ကနေပြီးသွားတဲ့အချိန်မှာဒီလိုမျိုးပေါ့ကျုပ်ကနေပြီးသွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် तू ကဒီနာကျင်နေတာလေးတွေက तू ကခဏလေးအဲ့လိုယော့သွားတယ်လို့ထင်ရတယ်တကယ်လည်းစိတ်ထဲမှာအဲ့လိုမျိုးယော့သွားတယ်လို့ထင်ရတယ်ချိုးလိုက်လို့ရှိရင်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမလုပ်ရတဲ့အခြေအနေတွေရှိတယ်ဆက်မချိုးရတဲ့ဇက်ကိုအဲ့လိုချိုးလိုက်တော့မှပူဆိုးသွားတဲ့လူတွေအများကြီးရှိတယ်ဥပမာကျွန်တော်တို့ဒီလေကုတ်ရိုးဒဏ်ရာရဘူးတဲ့လူအဲ့လို chiropractic နဲ့လုံးဝခံယူမှုကုသမှုမခံယူတဲ့ဘူးဟိုအထူးသဖြင့်ဥပမာ accident ဖြစ်ထားဘူးတဲ့လူပေါ့အရင်တော့ကဒီ car accident cycle accident တခုခုကြောင့် accident ကြောင့်ဒီလေကုတ်ရိုး injury ရဘူးတဲ့လူအဲ့လိုလူတွေမှာဆိုလို့ရှိရင်တော့ဒီ chiropractic လေးနဲ့ဒီအန်ရရှိပါတယ်မလုပ်သင့်ပါဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဟာကိုလုပ်တဲ့အချိန်မှာဒီလေကုတ်နားမှာကျွန်တော်တို့အာယုံကြောတွေအများကြီးရှိပါတယ်အများကြီးကိုရှိပါတယ်အာယုံကြောတွေအဲ့တော့တခါတလေမှာအဲ့လိုမျိုးချိုးလိုက်လို့အခက်မသိလို့ကိုယ်ကိုလုပ်ပေးတဲ့သူကမကျွမ်းကျင်လို့ဆိုလို့ရှိရင်အန်ဒီရရှိပါတယ်ဒီနားမှာအာယုံကြောတွေဒီလက်ကိုသွားတဲ့အာယုံကြောတွေအများကြီးရှိတယ် vital center လို့ခေါ်တဲ့ဒီ cervical spine ရဲ့အနောက်မှာကျွန်တော်တို့အုံနောက်နဲ့အနီးဆုံးအုံနောက်အမီးနဲ့အနီးဆုံးနေရာတွေရှိပါတယ်အဲ့နေရာတွေဒီမတော်တဆဒီကောင်ကျိုးသွားပြီးတော့အဲ့အနောက်ကိုသွားဆိုင်တာမျိုးဆိုလို့ရှိရင်ချက်ချင်းအသက်အန္တရာယ်ရှိနိုင်ပါတယ်နောက်တစ်ခုကစောင်းနေတဲ့ခါးတွေကို chiropractic နဲ့ပြန်တဲ့တယ်အဲ့ဒီပြဿနာပါဥပမာကျွန်တော်ခါးစောင်းနေတယ်ဆိုတာဥပမာကျွန်တော်မွေးရပါတချို့စောင်းနေတဲ့လူတွေရှိတယ်နော် kyphoscoliosis လို့ခေါ်တယ် scoliosis ဆိုတာခါးရိုးဒီ S shape လိုမျိုးစောင်းသွားတာစောင်းတဲ့ degree တွေလည်းရှိသေးတယ်အများကြီးပဲတချို့တွေကမွေးရပါစောင်းတာခါတချို့တွေကကြတော့ဒီနောက်ပိုင်းအဲ့လိုအလုပ်တွေပါတွေတအားလို့အထမ်းသမားတွေပါတွေပေါ့နော်အဲ့လိုပစ္စည်းပါတွေအထမ်းတာများပြီးတော့မှဒီခါရိုးကနည်းနည်းလေးပုံစံပြတ်ပြီးစောင်းသွားတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးခါရိုးစောင်းနေတဲ့ဟာတွေမွေးရပါစောင်းနေတဲ့ဟာတွေရှိတယ်အဲ့လိုမျိုးဟာတွေမှာတော့ chiropractic နဲ့ပြန်တက်လို့မရပါဘူးနောက်တစ်ခါကျွန်တော်ဒီမှာပုံလေးတွေတစ်ချက်ပြီးလို့ရှိရင်ထည့်ပြပေးမယ်ပေါ့နော်ဘာလဲဆိုတော့ကြောရိုး TV တွေဟိုတလောကလည်းတစ်ချက်တွေ့လိုက်သေးတယ်ဒီကြောရိုး TV ကြောရိုးကသူကဘယ်လိုလဲဆိုတော့ကြောရိုးမှာ TV ပိုးဝင်တာ post spine လို့ခေါ်တယ် post spine ဖြစ်လို့ရှိရင်သူကဒီကြောရိုးဒီလိုမျိုးဘေးကကြည့်လို့ရှိရင်ဖောင်းကြီးထွက်နေတယ်ဒီလိုဖောင်းကြီးထွက်နေတာကြောရိုးကပုံမှန်ကြောရိုးလို့မဟုတ်တော့ဘဲနဲ့ဖောင်းကြီးထွက်နေတယ်အဲ့တော့ဖောင်းကြီးထွက်နေတဲ့ကြောရိုးတွေကို chiropractic နဲ့တက်တာအောင်လုပ်ပေးနေတယ်လို့ဘာလို့အဲ့လိုမျိုးတွေတွေ့ခဲ့ရဘူးလေတကယ်တော့အဲ့ဒါမလုပ်သင့်ဘူးဒါဒီ TV ကြောရိုးလေ TV ကြောရိုးဆိုတော့ TV ကုသမှုကိုယူမှနောက်တစ်ခါလေကြားလို့ရှိရင်သူကဒီကြောရိုးကိုဒီ spine surgeon နဲ့ခွဲစိတ်မှပဲဒီ alignment စောင်းနေတဲ့ဖောင်းနေတဲ့ကြောရိုးကပြန်ပြောက်တာဒီ chiropractic နဲ့လုံးဝ role မရှိပါဘူးဒီဟာမှာဒီလိုမျိုး post spine လိုယောဂတွေမှာတချို့တွေအဲ့ဒီ chiropractic ကိုလုပ်နေကြတာတွေ့ပါတယ်အဲ့ဒါလုံးဝကိုလွဲမှားနေပါတယ်ဒါကတော့ကြောရိုး TV ဖြစ်တဲ့ပုံလေးဖြစ်ပါတယ် post spine လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကလေးတွေမှာတွေ့ရတဲ့ယောဂတစ်မျိုးပေါ့နော် rickets လို့ခေါ်တယ်အဲ့တော့ rickets ဆိုတာဘာလဲဆိုတော့ vitamin D မွေးရပါ vitamin D ချုပ်တဲ့ယောဂတွေပေါ့နော်အဲ့လိုယောဂတွေမှာဆိုလို့ရှိရင်တချို့ကလေးတွေမှာမြင်ဘူးကျွန်တော်ပြီးရင်တကယ်လို့အဆင်ပြေပုံတွေထည့်ပေးပါမယ်သူကဒီလက်ချောင်းပေါ့ဒီလက်အယိုးပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်ဒါပုံမှန်အယိုးဒါတက်ဖြောင်းလေးရှိမယ်ဒီ vitamin D မွေးရပါချုပ်တဲ့ကလေးတွေဒီကောင်းလေးဒီသူကလေးခိုင်းတဲ့တန်ကိုရေးသွားတယ်ဒါမျိုးကြီးကိုသေးဖြစ်သွားတယ်လက်ချောင်းတွေဒီလက်အယိုးတွေကကိုရေးကုန်တယ်အဲ့လိုပဲဒီခြေထောက်ရဲ့ဒီညှို့တကြီးရိုးဆိုလို့ရှိရင်လည်းသူကဒီလိုမျိုးကိုကြီးလေးခိုင်းပုံတယ်လေးခိုင်းပုံလိုမျိုးကြီးကိုရေးသွားတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံမှာ chiropractic နဲ့ကုနေကြတယ်အဲ့ဒါလွဲမှားနေတယ်နောက်တစ်ခုလွဲမှားနေတဲ့ကိစ္စတစ်ခုကဘာလဲဆိုတော့
ကလေးတွေပေါ့ဒီမွေးကင်းစားမှာတဲ့က CP လို့ခေါ်တယ် cerebral palsy ပေါ့မွေးကင်းစားမှာတဲ့ကကလေးရဲ့အာရုံကြောစနစ်ကချုပ်ရင်းပြီးတော့မွေးလာတာကလေးကလမ်းမစစ်ဘူးပေါင်မပြည့်ဘူးထွက်လာတဲ့အချိန်မှာနောက်တစ်ခုကမွေးရပါအဲ့လိုမျိုးဒီအုံနောက်နဲ့ပတ်သက်တဲ့ယောဂတစ်ခုခုပါလာတဲ့ကလေးတွေအဲ့လိုကလေးတွေမှာသူကဒီဖွံ့ဖြိုးမှုကတခြားကလေးတွေနဲ့ပုံမမှန်အောင်တခြားကလေး9နှစ်ကလေးဒီ9နှစ်ကလေးရှိရမယ့်အချိန်မှာလှုပ်ရှားမှုနဲ့သူအခုလက်ရှိ9နှစ်ကလေးအဲ့ဒီယောဂ CP ယောဂရှိတဲ့9နှစ်ကလေးတဲ့လှုပ်ရှားမှုနဲ့မတူဘူး။တော့9နှစ်ကလေးတွေဒီ CP ရှိရဲ့ cerebral palsy ဖြစ်နေတဲ့9နှစ်ကလေးတွေကတချို့တွေလမ်းမလျှောက်နိုင်ဘူး။တချို့တွေဆိုလို့ရှိရင်မထိုင်တော့မထိုင်နိုင်တဲ့ကလေးတွေရှိတယ်။တချို့တွေဆိုလို့ရှိရင်အသက်9နှစ်အထိကိုမှဒီဇက်မခိုင်သေးတဲ့ရုပ်ဇက်ကအဲ့လိုစောင်းပြီးတော့လိန်နေတဲ့ကလေးတွေရှိတယ်။နောက်တစ်ခုကသူတို့တွေဒီလှုပ်ရှားမှုကောင်းကောင်းမရှိတော့ဒီခြေသလုံးလေးတွေဒလာလေးလက်လေးတွေကတိမ်ပြီးတော့အယိုးလေးတွေဒီပပလေးအဲ့လိုမျိုးလေးဖြစ်နေတဲ့ကလေးတွေရှိတယ်။အဲ့လိုမွေးရပါ CP ကလေးတွေကို chiropractic နဲ့ကုနေကြတာမှားနေတယ်ပေါ့နော်အဲ့ဒီယောဂတွေကကျွန်တော်တို့ chiropractic နဲ့ကုရမှာမဟုတ်ဘူးသူတို့အဲ့ဒီယောအဲ့လိုမျိုးဖြစ်နေတဲ့လူတွေမှာ chiropractic နဲ့ကုလို့ဘာမှအကျိုးမရှိဘူးအဲ့တော့အဲ့လိုလူတွေမှာအဓိကလိုအပ်တာကဘာလဲဆိုတော့ကျွန်တော်ပြီးလို့ရှိရင်ပြောကြတယ်အဲ့ physiotherapy ပေါ့ physiotherapist ကအဓိကပဲအဲ့လိုမျိုးလူတွေမှာ physiotherapy ကဒီမှာတစ်ခါနဲ့ရှင်းပြမယ်ဆိုလို့ရှိရင် physiotherapy ကဘာလုပ်ပေးလဲဆိုတော့ဒီ physiotherapy ဆိုတဲ့ physiotherapist ကမြန်မာနိုင်ငံမှာ physiotherapy ကိုကျွန်တော်တို့ဘွဲ့ပေးတယ်သင်တန်းရှိတယ်တက္ကသိုလ်ဒီ physiotherapy သင်တန်းဟိုဟာဒီ medical rehabilitation ဆိုတာရှိတယ်ဘွဲ့အနေနဲ့ကိုရှိတာအဲ့တော့ဒီ physiotherapy နဲ့ physiotherapy ကဘာလုပ်ပေးလဲဆိုတော့ဒီအယိုးတွေကို support ပေးထားတဲ့ကြွက်သားတွေရှိတယ်ဒီကြွက်သားတွေအားတန်အောင် physiotherapy ကလုပ်ပေးတာဒီကြွက်သားတွေရဲ့ normal function ကိုပြန်ကောင်းအောင်ဆိုတာသူပုံမှန် function မပြတ်သွားအောင် physiotherapy ကလုပ်ပေးတယ်။ဥပမာကျွန်တော်တို့လမ်းမလျှောက်နိုင်ပဲနဲ့အဲ့ရပေါ်မှာလဲနေတဲ့ကလေးတွေအောင်သူခြေသလုံးတွေကမတုံးတာကြာလို့လမ်းမလျှောက်တာကြာလို့ခြေသလုံးလေးတွေကတိမ်တိမ်လေးပဲရှိတဲ့ကလေးတွေအောင်အဲ့လိုကလေးတွေကို physiotherapy အနည်းအားဖြင့်လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်ခြေသလုံးတွေဒီကြွက်သားတွေဒီအလုံးကောင်းကောင်းပြန်လုံနိုင်တယ်ခြေသလုံးတွေတိမ်ပြီးတော့အယိုးပါသွားတာကိုကာကွယ်ပေးတယ်အဲ့ဒါကြောင့်ဒီလိုမျိုးယောဂတွေမှာဒီ cerebral palsy လိုမျိုးပေါ့အဲ့လိုမျိုးယောဂတွေမှာတော့ chiropractic ကိုလုံးဝမလုပ်ကြပါနဲ့ဖြစ်နိုင်ရင် physiotherapy ကိုဒီလုပ်တဲ့ဒီလက်ကျင်ခံလုပ်တဲ့ဟာကိုအိမ်ကလူတွေကိုယ်တိုင်လုပ်ပေးခြင်းအပြင်ဒီပြဿနာတွေကိုဒီကလေးတွေကိုအဲ့လိုမျိုးပြုစုဆောင်ရှောက်လို့ရတယ်ပေါ့ cerebral palsy ဆိုတာသူကတစ်သက်လုံးပျောက်သွားမယ့်ယောဂမဟုတ်ဘူးဒီကလေးကတစ်သက်လုံးဒီလိုပဲဖြစ်နေမှာဒီပုံလေးကမွေးရပါအာရုံကြောမတန်ဆွမ်းတဲ့ cerebral palsy ပုံဖြစ်ပါတယ်ဒီပုံကမွေးရပါဗိုက်တာမင် D ချို့တဲ့ယောဂါကိုပြတဲ့ပုံဖြစ်ပါတယ်ပုံထဲမှာကြည့်ရင်တချို့တွေကအယိုးကအတွင်းဘက်ကိုကွေးပြီးရောတချို့တွေကအပြင်ဘက်ကိုကားသွားတာမျိုးတွေ့ရပါလိမ့်မယ်အခုဆိုရင်တကယ်နာမနာတော့မသိဘူးကြောင်လေးတွေရောခွေးလေးတွေရောမြင်းတွေရောနွားတွေရောသူတို့ကပါ chiropractic လုပ်တဲ့သူတွေပေါ်နေပါပြီအဲ့တော့နောက်ဆုံးပြောချင်တာက chiropractic ဆိုတဲ့ပညာရပ်ဒီတကယ်ရှိပါတယ်နိုင်ငံတကာမှာလည်းရှိတယ်သူ့ရဲ့အတိုင်းအတာတစ်ခုထောက်ထိတယ်ကောင်းကောင်းအသုံးဝင်တယ်ဒါပေမဲ့ပြဿနာကဒီဟာကိုမှားယွင်းပြီးတော့ကုသမှုခံယူနေကြတဲ့ case တွေအများကြီးပါနေဒီမှာဆိုပိုဆိုးပါတယ်ဘုဟုတုဒစေပညာဘုဟုတုဒနဲပါတဲ့သူတွေမှာအများဆုံးတွေ့ရပါတယ်ဒီမျိုးတွေအားလေအဲ့တော့တကယ်ကို good chiropractor တယောက်ကသူစီကိုလာတဲ့လူနာကိုဒီဟာက chiropractic နဲ့ကုသလို့အကျိုးရှိနိုင်လားအကျိုးမရှိနိုင်ဘူးလားဆိုတာကိုဝေဖန်စဉ်းစားနိုင်တဲ့သူဖြစ်ရမယ်ဥပမာအကျိုးမရှိတဲ့ဟာဆိုလို့ရှိရင်သူမလုပ်ဘူးတခြားအကျိုးရှိမဲ့ကုသမှုသူပေးနိုင်မဲ့လူစီကိုသူညွှန်ပြပေးနိုင်ရမယ်ဒါ good chiropractor တယောက်ပါရှိတဲ့ ethic ပေါ့အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့တော့ဒီ chiropractic နဲ့ပတ်သက်ပြီးတော့ကိုကြုံမှုတဲ့ experience တွေရှိလို့ရှိရင် comment မှာဝင်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါဦးဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို follow မလုပ်ရသေးရင် follow လုပ်ပေးခဲ့ကြပါနောက်ဗီဒီယိုတွေမှာတခြားအကြောင်းအရာတွေနဲ့ပြန်ဆုံပါဦးမယ်